အခုမြန်မာနိုင်ငံရဲ့တကယ်ရန်ကုန်တက္ကသိုလ်ဆိုတဲ့တက္ကသိုလ်ကြီးကနေပြီးတော့ဦးမင်းအွန်လိုင်းကိုပါရဂူဘွဲ့ပေါ့ပါရဂူဘွဲ့ပေးလိုက်တဲ့နေ့အချိန်ဒီမှာတော့ကျွန်တော်ကတက္ကသိုလ်ကိုမေးချင်တာကခင်ဗျားတို့မှာအရေးချင်းစစ်ကော်မတီတွေကတေချာစစ်ဆေးပြီးမှပေးတာလားဒါမှမဟုတ်လို့ရှိရင်လည်းအကြောင်းနှစ်ရက်ရှိမှာပေါ့နော်ဘွဲ့ပါရဂူဘွဲ့တစ်ခုကိုရတယ်ဆိုတာတော်တော်အရေးချင်းတော့မဟုတ်ပါဘူးဗျာနော်တကယ်ကိုတော်လို့ရတာမျိုးဖြစ်မှာပါဒါပေမဲ့ကျွန်တော်ပြန်ပြီးထောက်ဆဝေဖန်ကြည့်ရမှာဘာလဲဆိုတဲ့ခါကျတော့ဒီပါရဂူဘွဲ့ကဘယ်လိုပေးတာလဲဘယ်သူကဘယ်သူ့ကိုပေးတာလဲတရားမျှတမှုရှိရလားเนาะဒါတွေကကျွန်တော်တို့အခြေခံကြသုံးသပ်ဝေဖန်ရမှာလीเนาะပြီးတော့ဥမင်းအွန်လိုင်းကဘယ်သူလဲဘယ်တက္ကသိုလ်ကပေးတာလဲအဲ့ပေါ်မှာအခြေခံပြီးတော့ဒါလျင်ကိုမိမိဂုံမယူသင့်ဆိုတာအဲကိုကိုပိုင်သုံးသပ်နိုင်မှာပေါ့နော်ဥပမာဖြစ်နိုင်ငံတကာတက္ကသိုလ်တွေကပေးတာလားဒါမှမဟုတ်ရှင်ねလုံးဝနိုင်ငံတကာတက္ကသိုလ်ဆိုတဲ့နေရာမှာလည်းအမျိုးမျိုးရှိပါတယ်တချို့တက္ကသိုလ်တွေကသူတို့ဒီလိုမျိုးဘွဲ့မျိုးပေးတဲ့ခါမှာလည်းဟုတ်ပါတယ်မိမိရဲ့ရေချင်းသတ်မှတ်ချက်တွေနဲ့ညီမှပေးတာလေနော်အဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာတက္ကသိုလ်တွေကဘွဲ့ပေးတဲ့ဒေါအောင်ဆန်းစုကြည်ဘွဲ့တွေအများကြီးရပါတယ်နောက်တစ်ခုကိုထင်ကျော်တို့ဘွဲ့ရတယ်စုတွေပေါ့စုတွေရတယ်နောက်တစ်ခုဒါကိုမင်းကိုနိုင်တို့နော်စုတွေရတယ်ထို့တူပေါ့ဗျာနော်တက္ကသိုလ်တွေနဲ့ဒါမျိုးပါရဂူဘွဲ့တွေပေးတာကတော့ဒါပုံမှန်ပဲဖြစ်တယ်မင်္ဂလာပါငါကငါ့ကိုပေးတာပါကိုမောင်းတယ်အဲ့တော့ဒီဘွဲနဲ့ပတ်သက်ပြီးအရန်ကိုဂုဏ်ယူစရာလားဒါမှမဟုတ်ရှင်ဒီဘွဲကဘာလဲဒီဘွဲနောက်ကွယ်မှာဘာတွေရှိသလဲเนาะနောက်တစ်ခါဦးမင်းအွန်လိုင်းအနေနဲ့ရောသူလိုချင်တာကိုမရတာမြန်မာနိုင်ငံမှာဘာရှိသလဲเนาะယာဒူးဆိုလို့ရှိရင်သူစိတ်ကြိုက်တောင်ယာဒူးတောင်မှစိတ်ကြိုက်ယူနိုင်တဲ့သူတယောက်ကမြန်မာနိုင်ငံသူ့လက်အောက်မှာရှိတဲ့သူခန့်တဲ့ဝင်ကြီးကနေပြီးတော့ပေးအပ်ထားသောဘွဲကိုသူပြန်ယူတာကြတော့ဒါတနည်းအားဖြင့်ကျွန်တော်သုံးသပ်လို့ရတာကတော့သမ္မတဖြစ်ချင်တဲ့နိုင်ငံအကြီးအကဲဖြစ်ချင်တဲ့သူ့အရေးချင်းကိုတခါတည်း promotion တင်နေတဲ့ဘွဲတစ်ခုဖြစ်နေတာကိုကျွန်တော်သွားတွေ့ရတယ်ဗျာသိလား။ဘာကြောင့်ဒီချိန်မှာသူ promotion တင်ရတော့မယ်သူ့ကိုသူဘလောက်ကြီးပဲကောင်းပါလဲကောင်းပါ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံလက်ရှိပကတိအခြေအနေနဲ့သူ့ကိုယ်သူသတ်မှတ်ထားတဲ့အရေးချင်းနဲ့တခြားစီဖြစ်နေအောင်ကျွန်တော်သွားတွေ့ရတယ်။ခုလက်ရှိမြန်မာနိုင်ငံမှာသူစီမံခန့်ခွဲနေတဲ့လူမှုစီမံခန့်ခွဲရေးဒီပါရဂူဘွဲကြီးနဲ့သူစီမံခန့်ခွဲတာမြန်မာနိုင်ငံအခြေအနေကိုကျွန်တော်ဂဂနနမီးမောင်းထိုးပြတော့ဖို့တော့လိုတယ်။အဲ့တော့ဘာကြောင့်လဲဆိုတော့သူဒီဘွဲရထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီလူမှုစီမံခန့်ခွဲရေးပေါ့ဗျာနော်ပြည်သူစီမံခန့်ခွဲရေးဒီအခြေအနေတွေအားလုံးကပိုပြီးတိုးတက်ကောင်းမွန်လာစေခြင်းနဲ့စေတနာနဲ့ကျွန်တော်အနေနဲ့နည်းနည်းတော့ဝေဖန်ရတော့မယ်ဗျာဟုတ်လားအဲ့တော့မှလည်းအခုဒီဘွဲနဲ့အညီသူအလုတ်လောက်ပါစီတော့ဆူတောင်းတယ်ဘာပဲဖြစ်တော့ဘွဲမရခင်တုန်းကဖြစ်ခဲ့တဲ့အခြေအနေနဲ့ဘွဲရပြီးသွားလို့ရှိရင်မြန်မာနိုင်ငံရဲ့အခြေအနေပိုကောင်းလာမယ်နော်ပို့ပြီးတော့ပြည်သူတွေရဲ့ဘဝတာယာဖြောင်ပြူလာဖို့မျှော်လင့်တယ်ကျွန်တော်တို့ကကြိုက်သည်ရှိမကြိုက်သည်ရှိနော်ဒီပုဂ္ဂိုလ်ကိုခင်ဗျားတို့ပြည်သူတွေရဲ့ဘဝအားလုံးကိုစီမံခန့်ခွဲနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လုံးဝဒါဘာပဲဖြစ်ဖြစ်လက်ခံရမယ့်အခြေအနေမျိုးရှိတယ်လက်မခံလို့လည်းမရဘူးလေဗျာနော်အဲ့တော့မိမိကခန့်တဲ့ဝင်ကြီးကနေမိမိကိုပြန်ပေးတယ်ဆိုတဲ့ခါကျတော့ဒီပွဲကြီးတစ်ခုလုံးမှာတက်ရောက်ထိုင်နေတဲ့သူတွေအားလုံးကဘာဖြစ်သွားလဲဆိုတဲ့ခါကျ promotion မှာနော် promotion မှာတနည်းအားဖြင့်လာပြီးတော့အဖြည့်ခံပါရမီဖြည့်ဘက်တွေတော်တော်များပါတယ်နော်သူတို့ဘယ်လိုခေါ်မလဲဆိုတော့ဥမင်းအွန်လိုင်းအတွက်ကပါရမီဖြည့်ဘက်တွေတော်တော်များတယ်ဗျသိလားခေါ်မလဲဆိုတော့ရွေးကောက်ပွဲဆိုလို့ရှိရင်လည်းပါတီငယ်လေးတွေပေါ့နော်ပါတီငယ်လေးတွေပါတီကြီးတွေပါရမီဖြည့်ဘက်တွေအဖြစ်နဲ့ရောက်လာတယ်အချိန်တန်တော့ပါရမီဖြည့်ဘက်တွေအားလုံးဟာဘာတွေရသွားမလဲတော့မသိဘူးပဲဗျတေချာတခုကတော့ဥမင်းအွန်လိုင်းလုတ်ချင်တဲ့အရာတခုကိုပါရမီဖြည့်ပေးလိုက်ရရွေးကောက်ပွဲဆိုတဲ့ရွေးကောက်ပွဲလေးရောက်ပါဗျဘယ်ပါတီမှမနိုင်ဘူးနော်ဘယ်ပါတီမှမနိုင်ဘူးသူတို့မအေးအေးဝင်းစီစဉ်ထားသောပွဲမှာမအေးအေးဝင်းတင်သောမင်းသားပဲနောက်ဆုံးပြီးတော့အနိုင်ရပြီးတော့အဲ့တော့ဒီစုပေးမှုကြီးကလည်းကျွန်တော်ကြည့်ရမအေးအေးဝင်းစီစဉ်ထားတဲ့ပွဲကြီးတစ်ခုလိုဖြစ်နေပါတယ်နော်အဲ့တော့လာရောက်ပြီးတော့တက်တဲ့ပွဲယူတဲ့သူတွေရောလာရောက်ပြီးထိုင်နေတဲ့သူတွေအားလုံးဟာတနည်းအားဖြင့်ပါရမီဖြစ်ဘက်တွေပဲဖြစ်နေတာကိုတွေ့ရတယ်နော်မြန်မာပြည်ကမြန်မာပြည်ကကြံတဲ့သူမရှိတော့ဘူးလားအဲ့ဒါကိုကျွန်တော်ကြံတဲ့သူမရှိတော့ဘူးလားဆိုတော့သူစီမံခန့်ခွဲထားတဲ့မြန်မာနိုင်ငံသူစီမံခန့်ခွဲထားတဲ့ကျွန်တော်မြန်မာနိုင်ငံစစ်ရေးလူမှုရေးနိုင်ငံတကာရေးရာပြီးတော့သူ့ဘဝသူစီမံခန့်ခွဲမှုကအစားကျွန်တော်တို့ကကြည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တက္ကသိုလ်ကြီးတစ်ခုလုံးဘာဖြစ်သွားလဲဆိုတော့ငါးပါးမှောက်သွားတယ်မြန်မာ
ကျွန်တော်ထင်ပါတယ်ရန်ကုန်တက္ကသိုလ်ဟာနောက်ထပ်ပေါ့နော်သူတို့အခုလိုမျိုးဆိုလို့ရှိရင်တော့တော်တော်လေးကိုသိက္ခာကျသွားပါပြီနိုင်ငံတကာ level မှာသိက္ခာကျမှာနော်မြန်မာနိုင်ငံ level မှာတော့ကျွန်တော်မသိဘူးနိုင်ငံတကာ level မှာသိက္ခာကျသွားမှာဘာလဲဆိုတဲ့အခါကျတော့ဖမ်းဝရမ်းထုတ်ခံထားရသောပုဂ္ဂိုလ်တယောက်အဲ့ပုဂ္ဂိုလ်တယောက်ကိုဘွဲ့ပေးခြင်းအဲ့ဒီမှာလည်းရန်ကုန်တက္ကသိုလ်ရဲ့နိုင်ငံတကာတန်းဝင်မှုနော်နိုင်ငံရေးအဖြစ်တက္ကသိုလ်တွေဆိုတာပညာရေးနိုင်ငံရေးလူမှုရေးဆိုတာအားလုံးကချိတ်ထားတဲ့အတိုင်းအတာရှိတာဟုတ်ရန်ကုန်တက္ကသိုလ်တွေနဲ့ဦးမဲအောင်လိုင်းပြောသလိုပေါ့နိုင်ငံတကာနဲ့တန်းညီအောင်လုပ်မယ်ဆိုတဲ့ခါကျတော့သူကဘယ်လိုပဲတန်းညီအောင်လုပ်ပေးသူ့ကိုပေးတဲ့ဘွဲ့ကြောင့်လောလောဆယ်ရန်ကုန်တက္ကသိုလ်ဟာနိုင်ငံတကာ level မှာလုံးဝဦးချိုးခံလိုက်ရပြီစားလုံးစဥမမဲအကောင်မမြောက်ခင်ပေါ့နော်ဦးချိုးခံလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဘာကြောင့်လဲလောလောလတ်လတ်ပေါ့သူဘွဲ့ပေးတဲ့ပုံကောအာဂျင်တီးနားတရားရုံးမှာဖမ်းဝရမ်းထုတ်ခံထားရတယ်ဖြစ်တယ်နောက်ထပ်အရှေ့တီမောနိုင်ငံမှာလည်းတရားစွဲခံထားရတဲ့ပုံကောဖြစ်တယ်နောက်ထပ်အင်ဒိုနီးရှားမှာလည်းတရားစွဲခံရမယ့်အခြေအနေမျိုးတွေရှိတယ်အဲ့တော့တခြားနိုင်ငံတွေမှာလည်းတရားစွဲ Universal Jurisdiction ရတရားစွဲခံထားရတဲ့ပုံကောဖမ်းဝရမ်းထုတ်ခံထားရတဲ့ပုံကောတယောက်ကိုရန်ကုန်တက္ကသိုလ်ကဘွဲ့ပေးတယ်ဆိုတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့လေရန်ကုန်တက္ကသိုလ်ဟာတနည်းအားဖြင့်ဘယ်လိုခေါ်မလဲအမှုမှာကြံရပါဖြစ်ပြီးတော့နော်လုံးဝတနည်းအားဖြင့်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ပေါ့နော်မပြောရပါဘူးဗျာနော်ခင်ဗျားတို့တက္ကသိုလ်တစ်ခုလုံးအခုဆိုလို့ရှိရင်ဒုစရိုက်တက္ကသိုလ်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဗျနော်ဘာကြောင့်လဲဆိုတော့လူမှုရေးနိုင်ငံရေးဥပဒေရေးနိုင်ငံတကာရေးရမှာချိတ်ဆက်ထားတဲ့အတိုင်းအတာတွေရှိတယ်ကိုကဘွဲ့ပေးမယ်ဆိုလို့ရှိရင်သတိထားပြီးပေးရတယ်နော်ဒီလူတယောက်ရဲ့ပြုမှုကျင့်ကြံပုံဟာဒီတက္ကသိုလ်တစ်ခုလုံးဒီဘွဲ့တစ်ခုလုံးနော်အကုန်လုံး၅ပါးမောက်မဲ့ဂိမ်းဖြစ်တယ်အခုလောလောဆယ်တော့ဦးမင်းအွန်လိုင်းဘွဲ့ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာတော့ရန်ကုန်တက္ကသိုလ်ဟာအကောင်းဆုံးတက္ကသိုလ်ဖြစ်နေရှိနေဦးမှာမှန်ပေမဲ့နိုင်ငံတကာမှာတော့လောလောဆယ်မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဟာဖမ်းဝရမ်းထုတ်ခံထားရတော့ပုဂ္ဂိုလ်တယောက်ကိုပေးမိတဲ့ဘွဲ့ကြောင့်ဘယ်လိုခေါ်မလဲဒုစရိုက်မှုအားပေးတက္ကသိုလ်တစ်ခုဖြစ်သွားတယ်ဆိုတာတော့ညင်းလို့မရတဲ့ချက်ဖြစ်သွားပြီเนาะအဲ့တော့ဒါကနံပါတ်1ချက်ပေါ့ဗျာနော်နံပါတ်2ချက်အနေနဲ့ကဦးမင်းအောင်လိုင်းရဲ့ယူနေတဲ့ဘွဲတွေပေါ့နိုင်ငံမှာမြန်မာနိုင်ငံမှာသူလိုချင်လို့မရတာဘာမှမရှိတာတခုကတော့သူ့ရဲ့ထူးချွန်တဲ့အရေးချင်းကြောင့်လားဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့အစွမ်းထက်လွန်းတဲ့စစ်ကြောရေးတွေကြောင့်လားဆိုတော့ကျွန်တော်တို့ကမိဖို့ထုတ်အောင်မှာဖြစ်တယ်နော်စစ်ကြောရေးတွေတခါလဲစားရဖားတွေနော်ထောက်လန်းရေးတွေကြောင့်လားတော့မသိဘူးပေါ့ဗျာနော်သူမလို့ချင်းမလုတ်ချင်နော်မလုတ်ချင်ဘယ်လိုခေါ်မလဲဆိုတော့မလုတ်နိုင်တာဘာမှမရှိဘူးဆိုတဲ့ပုံစံမျိုးသွားတွေ့ရအဲ့လည်းသိမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုရွှေဥက္ကဋ္ဌပဲနော်ရွှေမြန်မာနိုင်ငံရွှေရောင်းဝယ်အသင်းနော်ဒီဥက္ကဋ္ဌတွေလည်းဖမ်းဆီးခံရတာလည်းအားလုံးမြင်တဲ့အတိုင်းပေါ့ဗျာနော်။နောက်ထပ်မြန်မာနိုင်ငံမှာလူချင်းတဲ့လုံးဝအခြေခံဥပဒေရလုံးဝသဘောမတူထားတဲ့သမရနဲ့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီကာကွယ်ရေးဦးစီးချုပ်နေတယောက်စီဖြစ်အောင်လို့ကိုစီမံထားတော့အခြေခံဥပဒေမှာအောင်မှာပဲဒီနှစ်ခုလုံးကိုပေါင်းပြီးအခုချိန်မှာယာယီသမရရောကာကွယ်ရေးဦးစီးချုပ်ကနှစ်ခုလုံးယူထားတာလည်းကြည့်တော့နော်အဲ့ဒီမှာလည်းသိနေပြီနောက်တော့နိုင်ငံတော်တိုင်ပင်ခံဆိုတဲ့အရာကိုလည်းသူ့အတူပြည်သူဘယ်ပြည်သူရဲ့နိုင်ငံတော်တိုင်ပင်ခံကောင်စီဆိုတာကိုလည်းဘယ်ပြည်သူရဲ့မဲတပြားမှမပါပဲသူလှုပ်ချင်တာကိုသူလှုပ်သွားတာနောက်တစ်ခုအခုဒီစုယူသွားတာလဲရန်ကုန်တက္ကသိုလ်ကနေယူသွားတဲ့စုကလည်းသူလိုချင်လို့ငါလိုချင်လို့ငါယူတယ်ကွာဆိုတဲ့ပုံစံမျိုး promotion ပွဲတစ်ခုကိုကျင်းပလိုက်ခြင်းပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ဘွဲရဲ့အခြေအနေကလည်းဘာလဲဆိုတော့ပြည်သူရေးရစီမံခန့်ခွဲမှုဆိုတဲ့ခါကျတော့သူစီမံခန့်ခွဲလာပြည်သူတွေရဲ့ဘဝကိုကြည့်ပါဦးလက်ရှိလောလောဆယ်ပေါ့နော်အောက်ခြေမှာလူငယ်တွေအားလုံးဟာလည်းနိုင်ငံတကာကိုထွက်ပြေးနေတာခွေးပြေးဝက်ပြေးပဲဥပမာလင်းပြောရရင်မိမိနိုင်ငံကနေပြီးတော့တစ်ဖက်နိုင်ငံတွေကိုဝင်ထမင်းလေးစားရရင်ကျဉ်နှက်ပြီးဆိုတဲ့အခြေအနေမျိုးနဲ့ဝင်နေရတဲ့ပုံစံမျိုးတွေကျွန်တော်သွားတွေ့နေရတယ်မနေ့ကဆိုလို့ရှိရင်ဒါဒီထိုင်းမြန်မာနယ်စပ်ကနေပြီးတော့မဲဆောက်မြို့ကိုခိုးဝင်တာတော်များများပေါ့နော်မိသွားတယ်အဲ့တော့အဲ့လိုခိုးဝင်ဖို့ဆိုတာဟိုဘက်ကိုနယ်စပ်ကူးခါတွေမှာအနှိမ့်ဆုံးမြန်မာငွေနော်3သိန်းခွဲ2သိန်းပေးရတယ်နော်3သိန်းခွဲ2သိန်းပေးပြီးတော့မှနယ်စပ်ကိုဖျက်ကျော်ပြီးဟိုဘက်ချက်ကိုကူရတာအဲ့ဒါမှဟိုဘက်မှာမသေးချသေးဘူးဒီလောက်ဒုက္ခတွေများတဲ့အခြေအနေမှာမြန်မာပြည်ကလူငယ်တွေနော်ပြည်သူတွေဟာတစ်ဖက်နိုင်ငံတွေတောက်ကိုခိုးဝင်ဒါပြည်သူရဲ့စီမံခန့်ခွဲမှုကောင်းတာလားနော်ဒီလိုခိုးဝင်နေဆိုတာခိုးပြီးတော့ပြေးနေကြဆိုတာကသူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပြည်သူတွေဘလောက်ငတ်နေပြီလဲဘလောက်ဒုက္ခရောက်နေလဲဘလောက်ကြောက်ရွံ့နေကြပြီလဲဆိုတာကိုအဲ့တော့သူ့ကိုပေးတဲ့ဘွဲ့နဲ့အခုလက်ရှိသူလုပ်နေတဲ့ပြည်သူတွေရဲ့အခြေအနေကျွန်တော်တော်တော်အံ့ဩမိတာကဒီရန်ကုန်တက္ကသိုလ်ကပညာတတ်ရရှိသေးရလားကျွန်တော်မေးရမှာ။ဘာကြောင့်ဆိုတော့ပေးမယ်ဆိုအချက်လက်နဲ့ပေးလေလက်ရှိအခြေအနေမှာနော်ပြည်သူလူထုကဒုက္ခရောက်နေတာလူငယ်တွေဆိုလို့ရှိရင်လည်း
လူငယ်ဆိုလို့ရှိရင်လည်းတခါတည်းနိုင်ငံခြားပြေးဖို့ပဲချောင်းတယ်နိုင်ငံခြားပြေးတော့အကြည့်လို့လေစိတ်တွေမှာလည်းတခါတည်းဟိုထောက်လန်းကြီးတွေရောရဲတွေရောအလုံး9ဦးကော်မတီ10ဦးကော်မတီဆိုပြီးတော့မတရားစစ်အကုန်လုံးပြန်မောင်းထုတ်အဲ့တော့ပြည်သူတွေကိုအားလုံးကိုထောင်ချထားတဲ့ပုံကူတယောက်ဖြစ်နေတာအဲ့ပုံစံမျိုးတွေသွားတွေ့နေရပြီเนาะပြည်သူတွေကိုထောင်ချထားတာအဲ့တော့ဒါကလည်းနောက်တစ်ခုပေါ့ဗျာเนาะအဲ့တော့အခုနောက်ထပ်တိတ်မသေးချသေးဘူးเนาะသူလိုချင်လို့ရှိရင်အကယ်ဒမီမှာတက်ယူအောင်မလားကျွန်တော်စဉ်းစားအခုအကယ်ဒမီစုပွဲပဲစုပေးပွဲပေါ့เนาะတိတ်မကြခင်လာတော့မယ်လာတော့မဲ့ခါမှာလဲသူလိုချင်လို့အဲ့မှာလဲသူ့ရဲ့တောက်တက်သွားလို့မလဲဗျာကျွန်တော်ကြည့်လာတော့ဦးမင်းအောင်လိုင်ဟာတောက်တက်လို့ပါပဲဘာကြောင့်လဲဆိုတော့တောက်တက်ဆိုတဲ့သတော်မျိုးဟာเนาะအမြဲတမ်းသူ့ကိုယ်သူတောက်တက်ဆိုတာအမြဲတမ်းអော်နေတယ်အမြဲတမ်းငါဘလို့တော်တယ်ငါဘလို့တက်ကြောင်းပေါ့နော်အဲ့လိုမျိုးကြွားနေတာတကယ်တောက်တက်တွေပါအဲ့တော့တောက်တက်သွားអော်မယ်နေရာကအခုလို့ဆိုတက္ကသိုလ်မှာអော်ပြီးသွားပြီတိတ်မကြခင်မှာအကယ်ဒမီစုပွဲမှာတောက်တက်သွားអော်ရင်းနဲ့အကယ်ဒမီစုပါတက်ယူမလားလို့ကျွန်တော်စဉ်းစားမိတယ်နော်သူအကယ်ဒမီယူမယ်လို့ထင်လားသူမလို့သူအကယ်ရွေးပေါ့နော်လိုချင်လို့ရှိရင်မရနိုင်တာဘာမှမရှိဘူးအဲ့တော့သူအကယ်ဒမီယူမယ်လို့ထင်လားဗျသူလို့သမျှကိုထောက်ခံတဲ့သူတွေအံ့ဩတယ်နော်ယူအောင်မှာတဲ့မပူနဲ့တဲ့အကယ်ဒမီတက်ယူနိုင်သေးတယ်နော်အဲ့တော့ဒါကပြည်သူရဲ့စီမံခန့်ခွဲမှုမြန်မာနိုင်ငံထဲမှာလည်းနောက်တစ်ခုကြည့်ဦးပြည်သူရဲ့စီမံခန့်ခွဲမှုမှာထပ်ကြည့်လိုက်မြန်မာနိုင်ငံထဲမှာတန်းပေါင်းများစွာသောပြည်သူတွေဟာမြန်မာနိုင်ငံမှာရှိတဲ့နော်လူဦးရေအားလုံးရဲ့သုံးပုံပုံလို့ရှိရင်တပုံလောက်ကရေးပေါ်အကူအညီတွေလိုအပ်နေတာနိုင်ငံကလည်းသူများတကာရဲ့ဘယ်လိုခေါ်မလဲနိုင်ငံတကာရဲ့အကူအညီပေါ်မှာစောင့်မျှော်စားသုံးရတဲ့ဘယ်လိုခေါ်မလဲဆိုအခြေအနေပေါ်မှာရပ်တည်နေရတော့အခြေအနေတွေရောက်နေတာလည်းအများကြီးရှိတယ်အဲ့တော့သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပြည်သူတွေတော်တော်လေးအဆင်ပြေနေလို့လားဗျာနော်စီမံခန့်ခွဲမှုအရန်တော်တယ်ကျွန်တော်တခါကြံ့ကျွန်တော်စဉ်းစားဒါရွေ့ပြီးပေးတာလားဒါမှမဟုတ်ရှင်တကယ်ပဲပေးတာလားပေါ့နော်ကျွန်တော်စဉ်းစားမိတယ်ရွေ့ပြီးပေးတာဖြစ်မယ်လို့ထင်တယ်အဲ့တော့နောက်တစ်ခုကဗျာဟိုစစ်မှုထမ်းကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အောက်ခြေသူယာဒူးအဆင့်နေမှာဗျာနော်ဟိုရဲဆိုလို့ရှိရင်လည်းရဲလေးရနော်ကျွန်တော်တို့ဒီအုပ်ကြီးတွေဆိုလို့ရှိရင်လည်းပုံမှန်လည်းပြောအုပ်ကြီးတွေကအခုမတရားချမ်းသာကုန်ပြီးတော့လူငယ်တွေကိုအနိုင်ကျင့်ခွင့်လိုင်စင်ရထားတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်နော်ဥပဒေရေးဆိုလို့ရှိရင်လက်သလုံးကြားတွေအောက်မှာလှုပ်ချင်တိုင်းလှုပ်ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နော်လက်စားမှုခြာစားမှုဆိုလို့ရှိရင်လည်းနှလုံးဒီသုံးလုံးဒီလောင်းကစားအကုန်ပေါ်နော်သူ့လက်အောက်မှာပြည်သူရေးရစီမံခန့်ခွဲမှုအောဖို့ကောင်းတာနော်ကလေးတငယ်လေးအကြောင်းတက်အမဲ့အရွယ်လေးလမ်းမပေါ်မှာတခါတည်းစပယ်ပန်းရောင်းနေရတာနဲ့ဟာတကယ်ကိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံတစ်ခုလုံးဟာဖွညက်ညက်ကြည်ပြီးတော့ဘဝပြတ်နေတဲ့ဒီတာမှဒီပုံကဒီစုကိုရသေးတယ်ဆိုတော့ရန်ကုန်တက္ကသိုလ်ခင်ဗျားတို့ရွဲ့တာလားကျွန်တော်မေးချင်တာနော်